ဒီနေ့မှာတော့ကဘာကြီးတစ်ခုလုံးကမျက်ရည်ဝဲခဲ့တဲ့နေ့တည်းရှိခဲ့တယ်။အဲ့ဒီနေ့ကအမျိုးသမီးတစ်ယောက်နဲ့တက်ဆိုင်နေတဲ့နေ့တည်းလည်းဖြစ်ခဲ့တယ်။ပြီးတော့သူကဗြိတိန်နိုင်ငံရဲ့တော်ဝင်မင်းသမီးတစ်ယောက်လည်းဖြစ်ခဲ့တယ်လို့ဗြိတိန်နိုင်ငံရဲ့တော်ဝင်မိသားစုရဲ့ချွေးမတစ်ယောက်ဖြစ်ခဲ့တယ်လို့ပြောခဲ့ရင်ပုံမှန်ပါလိမ့်မယ်။သူ့ရဲ့နာမည်ကတော့ပြည်သူ့အချစ်တော်မင်းသမီး Princess Diana အကြောင်းပဲဖြစ်ပါတယ်။ Princess Diana ကို1998ခုနှစ်ဩဂတ်လ31ရက်နေ့မှာသူ့ကိုတေဆုံးခဲ့တယ်ဆိုတဲ့သတင်းအချက်အလက်တွေနဲ့ထုတ်ပြန်ကြေညာခဲ့ပါတယ်။ဘယ်လိုမျိုးတေဆုံးခဲ့ရလဲဆိုတဲ့အကြောင်းရင်းကတော့ပြင်သစ်နိုင်ငံမှာ1998ခုနှစ်ဩဂတ်လ31ရက်နေ့မှာဆိုရင်ညတကောင်ရင်ခြေတစ်ခုမှာကဘာကြီးတစ်ခုလုံးကိုတုံလို့သွားစေတဲ့သတင်းတစ်ခုကိုကဘာပေါ်မှာရှိတဲ့သတင်းဌာနတွေတော်တော်များများကနေပြီးတော့မှဒီတိုင်းနဲ့ထုံးလွှင့်ကြေညာနေတာကိုကြားလိုက်ရပါတယ်။အဲ့ဒီသတင်းအချက်လက်ကတော့မင်းသမီးဒိုင်ယာနာတေဆုံးသွားပြီဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ကနဦးထုတ်ပြန်လာတဲ့သတင်းတွေမှာဆိုရင်တော့မင်းသမီးဒိုင်ယာနာကမိမျောနေတဲ့အဆင့်ဒိုင်ယာအပြင်းထန်ရတဲ့အဆင့်သာရှိပြီးမြဲနောက်ပိုင်းမှာတော့တေဆုံးတယ်ဆိုတဲ့သတင်းအချက်လက်ကတိတိကျကျကိုထွက်ပေါ်လာတာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာဆိုရင်ကဘာတလွားမှာရှိတဲ့မင်းသမီးဒိုင်ယာနာကိုချစ်ကြတဲ့ပရိသတ်တွေအကုန်လုံးကလက်မမထွက်ပြီးတော့မှကြွေကွဲဝမ်းနေကြတဲ့အဖြစ်အပျက်ကြီးကလုံးဝကိုမိထားလို့တော့မရတဲ့နေ့ရက်တစ်ရက်ပါ။သူမတေဆုံးတဲ့အချိန်မှာဆိုရင်အသက်က36နှစ်ပဲရှိနေပြီးတော့တကယ်ကိုတောက်ပနေတဲ့အချိန်တစ်ခုပဲရှိနေပါသေးတယ်။ဒါကတာမန်ရိုးရိုးတေဆုံးမှုတစ်ခုလားဒါမှမဟုတ်နောက်ွယ်မှာလောက်ကျန်တဲ့လူတွေရရှိနေနိုင်သလားဆိုတဲ့အရာကယနေ့တက်အောင်ဒီမေးခွန်းတွေကမင်းနေကြတယ်မေးခွန်းတွေပဲဖြစ်ကြပါโอเคဒီနေ့ The Crown ကနေမှပြန်ပြီးတော့မှကြိုးစားပါတယ်ဗီဒီယိုလေးကိုစိတ်ဝင်စားရဆိုရင်အဆုံးထိကြည့်ပေးဖို့လည်းတိုက်တွန်းလို့ဆိုပါတယ် like and subscribe လုပ်ထားပေးဖို့လည်းတောင်းဆိုကြပါစေ point 1ရှက်ရွံ့တတ်တဲ့ main ကလေးတယောက်ရဲ့နှစ်သမီးပုံပြင်ဒီလိုအဖြစ်ပြက်ဇိုးကြီးတွေမကြုံတွေ့ခင်သူမရဲ့ငယ်ဘဝကိုနည်းနည်းလေးတော့သွားပြီးတော့မှကြည့်ဖို့လိုပါလိမ့်မယ်1962ခုနှစ်မှာသူမကိုမွေးဖွားခဲ့ပြီးတော့မွေးလာကြတဲ့ကသူမသားမန်အတိုင်းဝိုင်းမှာရှစ်တန်ခဲ့ရတာမဟုတ်ဘဲနဲ့အထက်တွန်းလာအတိုင်းဝိုင်းကနေမှရှစ်တန်ခဲ့ရတဲ့မင်းလေးတူဖြစ်တယ်လို့သူမကိုငယ်စဉ်ကဆိုရင် Shine Dice လို့ပြီးတော့မှနာမည်ပြောင်းလေးတွေပြီးထားတာရှိပါတယ်ရှင်းရွတ်တက်တဲ့ဒိုင်နာလေးဆိုပြီးတော့မှမိသားစုအတိုင်းဝိုင်းကသူ့ကိုခေါ်ကြတဲ့အရာတွေရှိပါတယ်အเจ้าမှာသူမကစာတော်တဲ့ main လေးတယောက်တော့မဟုတ်နေခဲ့ပါဘူးဒါပေမဲ့လည်းသူမမှာကလေးလေးတွေကိုချစ်တတ်တဲ့ဆန္ဒစိတ်ရှိတဲ့အတွက်ကြောင့်မလို့မူဂျိုကျောင်းမှာဆရာမတစ်ယောက်ဖြစ်အောင်တော့သူစူးစမ်းခဲ့ပါတယ်ဒီလိုနဲ့သူမရဲ့ကံကြမ္မာက1982ခုနှစ်မှာစတင်ပြောင်းလဲလာခဲ့ပါတယ်ဗြိတိန်တော်ဝင်မိသားစုရဲ့မင်းသားတစ်ပါးဖြစ်တဲ့ Prince Charles နဲ့လက်ထပ်ခဲ့ရပါတယ်ကျမတို့ရဲ့လက်ထပ်ပွဲကြီးကတကယ့်ကိုကြီးမားခဲ့တယ်လို့ကမ္ဘာပေါ်မှာရှိတဲ့လူဦးရေပေါင်းတန်းပေါင်း950ကတော့ပါစောင့်ကြည့်ခဲ့ရတဲ့မင်္ဂလာပွဲကြီးတစ်ပွဲဖြစ်ခဲ့ပါတယ်ပြင်ပန်းကိုကြည့်မယ်ဆိုရင်နတ်သမီးပုံပြင်လို့စိတ်ကူးရင်စရာကောင်းတဲ့မင်္ဂလာဆောင်ပွဲတစ်ပွဲဖြစ်ခဲ့ပေမဲ့အဲ့ဒီအချိန်တုန်းကဒိုင်နာရဲ့အသက်က20သာရှိနေပြီးတော့သူမထက်အသက်12နှစ်ကြီးတဲ့မင်းသားကိုလက်ထပ်ခဲ့ရတဲ့အပြင်ဒီအကြောင်းအရာကနေပဲဒီပြဿနာတွေကစတင်လာခဲ့တယ်လို့ပြောလို့ရပါတယ်။နံပါတ်1ရွှေလောင်အိမ်ထဲကသူမကြုံတွေ့ခဲ့ရတဲ့ဒုက္ခတွေ။နန်းနဲ့ကိုရောက်သွားတဲ့အခါမှာဒိုင်နာကအမျိုးမျိုးသောပြဿနာတွေစပြီးကြုံတွေ့လာရပါတယ်။ငကိုကလေးက AC နေတဲ့တဲ့ main ကလေးတယောက်ကောင်မလေးတယောက်ဖြစ်တဲ့အပြင်ရင့်ကျက်မှုကလည်းတိတ်မရှိသေးတဲ့အတွက်ကြောင့်မလို့နန်းတွင်းထဲမှာတင်းကျပ်တဲ့စီးမြင်တွေမီဒီယာရဲ့မျက်စိတောက်ထောက်ကြည့်နေရတဲ့အရာတွေကိုတော့မကြိုက်တဲ့ကောင်မလေးတယောက်ဖြစ်လာပါတယ်ပိုဆိုးတဲ့အဓိကအချက်ကတော့သူမလက်ထပ်ထားတဲ့ Prince Charles ကရီဇာဟောင်းခမလာကိုပြန်လဲပြီးတော့မှဆက်သွယ်တဲ့အကြောင်းတွေကိုသူမကြားသိရတဲ့အခါမှာတကယ်ကိုဝမ်းနဲ့ကြည်ကွဲစရာတကယ်ကိုခိုကိုးရမရှိတဲ့ main လေးတယောက်လိုဖြစ်လာပါတယ်ဒိုင်ယာနာကနာမည်ကျော် BBC သတင်းဌာနကိုဒီလိုပြောပြထားတာရှိပါတယ်သူမရဲ့အိမ်ထောင်ရေးက2ယောက်တည်းမဟုတ်ဘူး3ယောက်တောင်ဖြစ်နေတာတကယ်ကိုကြက်တဲတဲ့အိမ်ထောင်ရေးတစ်ခုပဲကျမထပ်ပြီးတော့မှမရင်ဆိုင်ချင်တော့ဘူးဆိုပြီးတော့မှဖွင့်ပြောလာတဲ့အရာတွေတောင်ရှိလာပါတယ်ဒီလိုအခက်ခဲတွေစိတ်ဖိစီးမှုတွေကြောင့်သူမကစိတ်ကြယောဂကိုခံစားလိုက်ရပြီးတော့မှဘိုလီမီယာလို့ခေါ်တဲ့အစာတွေကိုအလွန်ကျွံစားပြီးပြန်အန်ထွက်တဲ့ယောဂကိုသူမခံစားလာရပါတယ်သူမကကိုနာကျင်အောင်လုပ်ပြီးတော့ဘသူတွေရှိကနေများအကူအညီရမလဲဆိုပြီးတော့မှသူမစူးစမ်းခဲ့ပေမဲ့လုံးဝအလုံးမဖြစ်ခဲ့ပါဘူးဒါပေမဲ့ဒိုင်ယာနာကဗြိတိန်နိုင်ငံရဲ့တော်ဝင်မိသားစုကချမှတ်ထားတဲ့စည်းကမ်းတွေကိုချိုးဖျက်ပြီးတော့မြေမြုပ်မိုင်းရှင်းလင်းရေးတွေ HIV AIDS လိုမျိုးတကယ့်ကိုကက်ယောဂါလို့သတ်မှတ်ထားတဲ့လူနာတွေကိုလက်အိတ်မွေအကာအကွယ်မွေးပဲနဲ့ဖလဲတကင်းနှုတ်ဆက်တာတွေပြန်လဲပြီးတော့မှထူထောင်ရေးတွေမှာလူကိုယ်တိုင်ပါဝင်လှုပ်ဆောင်လာတဲ့အရာတွေရှိလာပါတယ်ဒီလိုအရာတွေကပဲတာမန်လူထုကနေပြီးမှထောက်ခံချက်တွေအများကြီးရရှိလာပါတယ်နောက်ဆုံးမှာတော့1996ခုနှစ်မှာ Prince Charles နဲ့တရားဝင်ကွာရှင်းလိုက်ပြီးတော့ HRH လို့ခေါ်တဲ့ Royal Highness ဆိုတဲ့ဘွဲ့ကိုသူမဆွန့်လွတ်ခဲ့ပါတယ်ဒီဘွဲ့တွေကလည်းသူမလိုချင်ခဲ့တဲ့အရာမဟုတ်ဘူးသူမလိုချင်ခဲ့တာကလွတ်လပ်ပြီးအေးဆေးတဲ့ဘဝကိုသူမကလိုချင်ခဲ့တာပါအဲ့ဒါနဲ့သူမရဲ့လွတ်လပ်တဲ့ဘဝကိုပြန်လည်ရရှိပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဘဝအသစ်ကိုပြန်လည်ထူထောင်ဖို့စူးစမ်းလာပါတယ်နံပါတ်4ပါရီမြို့ကမတော်တဆမှုကွာရှင်းပြီးတဲ့နောက်တစ်နှစ်အကြာ1999ခုနှစ်မှာဒိုင်ယာနာနဲ့သူမရဲ့ချစ်သူအီဂျစ်အမျိုးသားတစ်ယောက်ဖြစ်တဲ့ဒိုဒီဖီယက်နဲ့ချိန်တွေ့နေတဲ့သတင်းတွေကစပြီးတော့မှပြန့်နှံ့လာပါတယ်ဒီလိုပြန့်နှံ့လာတဲ့အမျှသတင်းထောက်တွေရဲ့မျက်စိကျခြင်းကိုပြန်လည်ပြီးတော့မှခံလာရပြီးတော့ဩဂတ်လ30ရက်နေ့မှာဆိုရင်ပြဿနာကစလာပါတယ်သူမနဲ့သူမရဲ့ချစ်သူကပါရီမြို့မှာရှိတဲ့ဟိုတယ်တစ်ခုကနေထွက်လာတဲ့အချိန်အနောက်ကနေပြီးတော့ paparazzi လို့ခေါ်တဲ့ဓာတ်ပုံဆရာတွေကအတင်းလိုက်လံနှောက်ယှက်တာကိုခံရပါတယ်။ဘာဖြစ်လို့ဒီလိုလိုက်နှောက်ယှက်ရတဲ့အကြောင်းရင်းဆိုတာကလည်းရှိပြန်ပါတယ်။
paparazzi တွေကသူတို့လိုချင်တဲ့ဓာတ်ပုံတွေတည်င်းချက်လက်တွေကိုရမယ်ဆိုရင်ပတ်စံတွေအများကြီးရမှာမလို့လိုက်လံနောက်ဆက်နေရတဲ့အဖြစ်အပျက်တွေကိုသူကထပ်ပြီးတော့မှကြုံတွေ့လာရပါတယ်ဒိုင်ယနာစီးလာတဲ့ကာမောင်သမားHenry Paul ကလည်းပဲ paparazzi ရဲ့ဒဏ်ကိုရှောင်ရှားဖို့အတွက်အချိန်ပြင်းပြင်းမောင်းနေတာပါတယ်ပါရီမြို့ရဲ့မြေအောက်လိုင်းကောင်းတစ်ခုရောက်ခံနေမှာပဲအချိန်ကမိုင်ပေါင်း60ကျော်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်မထိန်နိုင်ဘဲနဲ့ဘေးမှာရှိနေတဲ့ကွန်ကရစ်တစ်ခုကိုတိုက်ခဲ့ပြီးတော့မတော်တဆမှုတစ်ခုဖြစ်ခဲ့ပါတယ်ဒီလိုအခင်းဖြစ်တဲ့နေရာမှာဆိုရင်သူမရဲ့ကားသမားနဲ့သူမရဲ့ချစ်သူတို့ကတော့ပွဲချင်းပြီးတည်ဆုံသွားခဲ့ပြီမဲ့ဒိုင်ယနာကတော့အဲ့ဒီနေရာမှာဒိုင်ယာအပြင်းထန်တဲ့မီလီယံနေတဲ့အချိန်ကာလဖြစ်ပါတယ်ဒါပေမဲ့ paparazzi တွေကလူတစ်ယောက်ကိုကယ်ရမယ်အစားဓာတ်ပုံတွေပဲအတင်းရိုက်ယူနေတဲ့အတွက်ကြောင့်မလို့ဒိုင်နာရဲ့အသက်ကိုမကယ်တင်နိုင်ခဲ့ပါဘူးအဲ့ဒီမနက်4နာရီမှာတော့ဒိုင်နာဆုံးသွားပြီဆိုတဲ့အကြောင်းကိုတော့သတင်းထုတ်ပြန်နိုင်ခဲ့ပါတယ်နံပါတ်5လောက်ကြံခံခဲ့ရတယ်ဆိုတဲ့ theory နံပါတ်1ကိုဝင်ရှိနေတယ်ဆိုတဲ့ကိစ္စပါဒိုင်နာကသူမရဲ့ချစ်သူနဲ့ကိုဝင်ရှိလာတဲ့အခါမှာမကြာခင်မှာလက်ထပ်တော့မှာဖြစ်တယ်ဆိုတဲ့သတင်းတွေကပြန့်နှံ့လာပါတယ်အဲ့လိုကောလာဟာလတွေရှိလာတော့ပြည်ထိုင်နိုင်ငံရဲ့တော်ဝင်မိသားစုထဲမှာရှိနေတဲ့မင်းသားလောင်းလေးတွေရဲ့ဖခင်တနည်းအားဖြင့်ပထွေးကမွတ်စလင်ဘာသာဝင်တယောက်ဖြစ်နေမယ်ဆိုတဲ့အရာကိုလုံးဝမလိုလားခဲ့တဲ့အတွက်ကြောင့်အပြည့်ရှင်းလိုက်ရတယ်ဆိုတဲ့သတင်းတွေလည်းထွက်လာတာရှိပါတယ်နံပါတ်1သူမပေးခဲ့တဲ့လျှို့ဝှက်စာသူမကလျှို့ဝှက်စာတစ်ခုကိုရေးခဲ့တာရှိပါတယ်အဲ့ဒီလျှို့ဝှက်စာထဲမှာဘာတွေရေးထားခဲ့တယ်လဲဆိုရင်သူမရဲ့ယောက်ျားဟောင်းကသူမကိုကားမတော်တဆမှုဖြစ်အောင်တနည်းအားဖြင့်ကားဘရိတ်ပေါက်အောင်လှုပ်ဆောင်ပြီးတော့တည်အောင်လှုပ်ကြံနေတယ်ဆိုတဲ့အရာကိုသူမရေးထားခဲ့ပါတယ်နံပါတ်3ပျောက်ဆုံးနေတဲ့ကားဖြူတွေပါဒီကားဖြူနဲ့ပတ်သက်တဲ့အကြောင်းအရာကလည်းတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်အခင်းဖြစ်ပွားခဲ့တဲ့နေရာမှာဆိုရင်စိတ်ဦးနိုလို့ခေါ်တဲ့ကားဖြူလေးတစ်စီးရှိနေခဲ့ပါတယ်အဲ့ဒီကားဖြူလေးနဲ့ဒိုင်နာတို့စီးလာတဲ့ကားနဲ့ပုတ်တိုက်မှုတစ်ခုဖြစ်ခဲ့ပြီးမှကွန်ကရစ်ကိုဝင်တိုက်ခဲ့တယ်လို့မြင်သက်တည်တွေကဆိုထားခဲ့ပြီလေအဲ့ဒီကားဖြူလေးကိုအဲ့ဒီအခင်းဖြစ်ခဲ့တဲ့အချိန်ကာလကစလို့ယနေ့ထက်တိတိုင်အောင်လုံးဝရှာလို့မတွေ့ခဲ့တဲ့ပြဿနာတစ်ခုလည်းရှိပါတယ်ဒါပေမဲ့ရဲတပ်ဖွဲ့ရဲ့တရားဝင်ထုတ်ပြန်ချက်တွေအရဒိုင်နာစီးလာတဲ့ကားသမားကအရက်အလွန်ကျွံတောက်ထားတယ်ပြီးတော့မိုင်းကျော်ပြီးတော့မှမောင်းတဲ့အတွက်ကြောင့်မလို့ accident ဖြစ်တယ်ဆိုပြီးတော့မှတရားဝင်ထုတ်ပြန်ထားတဲ့အရာတွေပဲရှိပါတယ်တကယ်တော့အဲ့ဒီအမှုကတကယ်မတော်တဆပဲလားစနစ်တကျစီစဉ်ထားခဲ့တဲ့လောက်ကျန်မှုတစ်ခုလားဆိုတဲ့အရာကယနေ့ထက်တိတိုင်အောင်မိဖို့နေရှိနေပါတယ်ဒါပေမဲ့တေချာတာတစ်ခုကတော့ဒိုင်ယနာရဲ့ဆုံးရှုံးမှုကကျွန်တော်တို့ရဲ့အားလုံးအတွက်ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့တယ်လို့သူမရဲ့ခေါင်းပေါ်မှာတရဖူရှိနေတုန်းကအချိန်ထက်တရဖူကိုချစ်လိုက်တဲ့အချိန်ကြာမှတကယ့်ကိုတောက်ပတဲ့မင်းသမီးတစ်ပါးဖြစ်လာတယ်ဆိုတဲ့အရာကမလွဲမသွေလက်ခံရမယ့်အကြောင်းအရာတစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုပြောရင်းနဲ့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးသတ်ပေးလိုက်ရပါတယ်